လာပါကျွန်တော်ဒီနေ့လေးလေးနဲ့ podcast ကနေညွှန်ပြရကြိုးဆိုပါရစေကျွန်တော်တို့ဒီနေ့ podcast ရဲ့ post ဖြစ်တဲ့ fan ပါကျွန်တော်လေးလေးနဲ့တင်မှာလဲကျွန်တော် translator တယောက်အနေနဲ့ပါဝင်လာပါတယ်ကျွန်တော်ဒီနေ့ podcast မှာတော့ကျွန်တော်နဲ့သူဆွေးနွေးသွားဖို့အထူးဧည့်သည်တောင်းကိုကျွန်တော်နဲ့သူဖိတ်ခေါ်လာပါတယ်ပထမဆုံးတစ်ယောက်ကတော့လေးလေးနဲ့ကို founder ဖြစ်တဲ့ကို Max ပါကျန်တဲ့နှစ်ယောက်ကတော့အပြင်ကနေ freelance translator ဖြစ်တဲ့ကိုနိုင်နဲ့ကိုယုံနေလို့ပဲပြပါအခုကဲကိုတို့ပြိတ္တကိုတစ်ချက်လောက်နှုတ်ဆက်ပေးပါဦးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဒီ Lazy နဲ့ co-founder လည်းဖြစ် translator လည်းလုပ်နေတဲ့ Max ပါခင်ဗျဒီနေ့ Lazy နဲ့ဆိုတာကတော့ Lazy နဲ့ဆိုတာပါတယ် Lazy နဲ့ကိုဘယ်လိုစတင်တည်ထောင်ပြခဲ့လဲပြီးတော့လက်ရှိဘာသာပြန်လောကရဲ့အခြေအနေနဲ့ကျွန်တော် Lazy နဲ့ပြီးတော့ Lazy နဲ့ကနေပြီးတော့ရှေ့ဆက်ဘယ်လိုရှောက်လန်းသွားမလဲဆိုတာကိုစာဖတ်သူပြိတ္တတွေနဲ့ကျွန်တော်ပေါ့ပါဆင်းသွားမှာဖြစ်ပါတယ်ခင်ဗျပြီးတော့လည်းကျွန်တော်ဒီ Lazy နဲ့ pocket ရဲ့အဆုံးမှာစာဖတ်သူပြိတ္တတွေအတွက် surprise ကြီးတစ်ခုလည်းစီစဉ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တော့ဘာသာပြန်နိုင်ပါကျွန်တော်ကဒီအရင်ကတင်မောလိုက်ပါတယ်ဆိုတော့အခုကတင်မောခန့်လာတဲ့အချိန်မှာကျွန်တော်ဒီစီနဲ့မှာကျွန်တော်ဘာသာပြန်လူအနေနဲ့ဝင်လုပ်နေပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ကကျွန်တော်ဘာသာပြန်လူတစ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ကကျွန်တော်ဒီဘာသာပြန်လူတစ်ယောက်ရဲ့မျိုးရှိတော့နေနဲ့ကျွန်တော်ဆွေးနွေးပါမယ်ဟုတ်ကဲ့ကျွန်တော်ယူနေပါကျွန်တော်ကအခုလက်ရှိ final တစ်ခုမှာအလုပ်လုပ်နေပါတယ်နောက်ပြီးတော့အပြင်မှာလည်းတော်တန်း website developer အနေနဲ့ရောအခု Lazy နဲ့မှာ freelance translator နဲ့လက်ရှိလုပ်ခိုင်းနေပါတယ်ကျွန်တော်ကဘာကြောင့်ပြောရမလဲဆိုတော့ကျွန်တော်ဒီကကို Max တို့ကိုနိုင်တို့လို့ဝူရှာရှမ်းရှားနဲ့နည်းနည်းလမ်းဝေးရမို့လို့ကျွန်တော်ဘက်ကတည်ရရဲ့ community sharing ကချာရဲ့ဘယ်လိုပြောမလဲနောက်ပြီးတော့ kiki လောက်တာရဲ့ဆိုချိုးရည်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြောအောင်ဖြစ်ပါတယ်ကဲအဲ့ဒါလို့ရင်ကျွန်တော် podcast လေးကိုဒီမှာပဲစလိုက်ကြမယ်ကိုအရင်ဆုံးကျွန်တော်ကို Max ကိုပဲအရင်ဆုံးမေးချင်ပါဗျာဟုတ်အခုအနေနဲ့ပေါ့နော်ဘယ်လို Lazy နဲ့ဆိုတဲ့ platform ဘယ်လိုမျိုးစတင်စိတ်ကူးရပြီအသက်သွင်းခဲ့ရတယ်မသိဘူးဗျာပြီးတော့ကျွန်တော်သိရလို့ကအကိုကအရင်တော့အဲ့လိုဝူရှာတွေရှမ်းရှာတွေဖတ်ယူမှုဖတ်တဲ့စာဖတ်သူတယောက်ဖြစ်ခဲ့ဘူးလေဆိုတော့ဟုတ်ကဲ့ခုနကဘာသာဆန်ပြောဆိုပါတော့ကျွန်တော်တကယ်လို့ယူမှုဖတ်ခဲ့တဲ့တိုင်းစာတင်တွေယူမှုဖတ်ခဲ့တဲ့ဟက်ကိုဗီဒါတယောက်ပါနော်ဗီဒါတယောက်ပေါ့အဓိကတော့ကျွန်တော်စာဖတ်လုံးဝကိုအဲ့ဒီအလုံးပေးရတယ်အလုံးပေးရတယ်ဆိုလို့ရှိရင်လုံးဝဘယ်မှမသွားဘဲနဲ့စာတင်တွေကိုဖတ်နေတဲ့ချိန်လည်းရှိတယ်လုံးဝဟက်ကိုဗီဒါတယောက်ပါကျွန်တော်ဒီနေ့တော့ခါပါတယ်အင်းကတော့ဖတ်တော့အင်းတော်မီရှယ်ဖတ်တယ်ဒီကတော့ပြောချင်တာကတော့ကျွန်တော်ရှာစာပေလောကပေါ့နော်ဒီရှာစာပေလောကတွေမိုးရင်ကြီးကျွန်တော်ဝူရှာကနေပြီးတော့ပဲစောင့်ဝင်လာတာပေါ့နော်ဒီဝူရှာမှာဆိုလို့ရှိရင်ဆရာကြီးချင်းရောစာသင်တွေရှိတယ်ဆရာကြီးချင်းရောစာသင်မှာဆိုလို့ရှိရင်လည်းဒီစာသင်တွေစာသင်ကောင်းတွေအများကြီးရှိတယ်စာသင်လို့ရှိရင်စာသင်ကောင်းတွေကကြတော့ဒီလက်ကနိုင်ဓာတ်တွေနော်တလောကစင်ခေါ်တန်းနောက်ပြီးတင်တော့ကသူရေကောက်စားတဲ့ဒီစာသင်တွေအများကြီးလည်းရှိတယ်စကားတော့ထွက်ခဲ့ရတယ်စကားတော့ထွက်ခဲ့တယ်ဒီစကားတော့မှသူကနှစ်အမျိုးမျိုးပါမှဟိုဇလန်းပုံနဲ့အမျိုးမျိုးနဲ့ထွက်ခဲ့တာလည်းရှိတယ်လုံးဝစာသင်ကောင်းတယ်ပေါ့နော်တိုင်းစာသင်ကောင်းတယ်အဲ့ဒီမှာကျွန်တော်ဖန်နဲ့တွေ့လာတဲ့အခါဘာတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော် plot တွေထပ်လာတွေ့လာတယ်ပြထလာဒီဇလန်ဒီ plot ပဲရှိတယ်ဒီဇလန်ပုံစံပြောင်းရမယ်ဒီ log ပဲ RD ပဲရတာဒီ plot ပဲရှိတယ်အဲ့တော့ကျွန်တော်ဒီဝူရှာစာသင်တွေဖတ်လာရိုးနေတဲ့အချိန်မှာကျွန်တော်အနေနဲ့စာသင်ကောင်းကောင်းလေးနောက်အတက်အဆန်းလေးကျွန်တော်ဖတ်ချင်လာတယ်ဖတ်ရကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော် social media app မှာပေါ့နော် social media app တစ်ခုကနေတင်ထားတာကြတော့ဒီရှမ်းရှားစာပေတစ်ခုကျွန်တော်တင်ထားတာတွေ့ရယ် translator ပေါ့ translator ပြန်တဲ့လူတယောက်တွေ့ရယ်အဲ့ဒီအချိန်ကနေစာပြီးကျွန်တော်ဝင်ဖတ်ကြည့်ရယ်အဲ့ translator ကိုင်းတဲ့စာသင်ကိုဖတ်ကြည့်တဲ့အချိန်မှာစာသင်တော်တော်ကောင်းတယ်ဗျအရှင်ရစာသင်ကကောင်းတဲ့အချိန်မှာဘယ်လိုလဲဆိုလို့ရှိရင်ဆဲရည်လည်းခိုင်တယ် story line လည်းကောင်းတယ်ဆိုကောင်းတဲ့ဒီကိုနောက်ထပ် plot twist လည်းကောင်းတယ်အဲ့ဒီအချိန်မှာဘာလို့လဲဆိုတော့ကျွန်တော်ဖတ်တဲ့စာသင်ကအပိုင်းရှေ့ပိုင်းနောက်လာမယ့်ပိုင်းမှာဘယ်ကဘာဖြစ်လာမလဲဆိုတော့ကျွန်တော်ခံမလို့မရဘူးဗျအဲ့ဒီမှာကျွန်တော်တော်တော်ကြိုက်သွားဆန်းစာသင်အဲ့လိုကြိုက်သွားတဲ့အချိန်မှာကျွန်တော်အနေနဲ့အဲ့မှာအဲ့လိုရှမ်းစာပေတွေကိုလိုက်ဖက်ရင်းကနေပြီးတော့ဒီရှမ်းစာပေလောကတွေရောက်လာတာပါပြီးတော့လေဟိုအဲ့ဒီရှမ်းဝူရှာစာပေတွေမကဘူးကျွန်တော်ဒီရွှမ်းအောင်စာပေရွှမ်းအောင်တွေနောက်ပြီးရင် enemy base ကိုခြေခံထားတဲ့ဒီ cross over လုပ်ထားတဲ့ဒီ foundation တွေပေါ့နော် foundation စာပေတွေကျွန်တော်အကုန်ဖတ်ဖြစ်တယ်ဗျဟုတ်အဲ့တော့ YouTube နဲ့စာဖတ်သူအနေနဲ့နေပြီးတော့เนาะအခုဘယ်လိုအခုကိုပိုင် platform ထောင်မယ်ဆိုတော့အတွေ့အခုဘယ်လိုမျိုးစိတ်ကူးရခဲ့ပြီးတော့အကောင့်တွေပေါ်ခဲ့တယ်ဆိုတော့ကျွန်တော်တစ်ချက်တော့ရှင်းပြပေးပါဦး။ဟုတ်ကဲ့ဘယ်လိုအဲ့လို platform စတင်တည်ထောင်တဲ့အချိန်ကဘယ်လိုရခဲ့လဲဆိုလို့ရှိရင်ပေါ့ကျွန်တော်အနေနဲ့ဒီ reader ပေါ့နော်ဒီ reader experience လောကမှာပဲရှိနေတဲ့အချိန်တော့ကျွန်တော်ကအဲ့ဒီရှမ်းစာပေလိုက်ဖတ်တယ်ဖတ်တဲ့အချိန်မှာတချို့ website တွေ app တွေမှာလိုက်ဖတ်တယ်ချို့ website တွေအဲ့မှာလိုက်ဖတ်တယ်ဆိုတော့တချို့ဟာရကြတဲ့ brother ရဲ့ဒီ worldwide press ကြီးပဲတရားလွှင့်နေတာရှိတယ်ပြောလို့ဆိုရင်ဒီ laptop ကိုကွန်ပျူတာလုံးနဲ့ဖတ်တာတဲ့အများလူတွေအများစုရဲ့လက်ထဲမှာအနည်းဆုံးတော့ဖုန်းတစ်လုံးတော့ရှိကြတယ်ဖုန်းနဲ့ပဲဖတ်ကြရတယ်။အဲ့ဖုန်းနဲ့ဖတ်ကြတဲ့အချိန်မှာစကလုံးအကြီးသေးတွေစလုံးအကြီးသေးအဲ့ဒါရှိတယ်။အဲ့ဒါရှိရဲ့ပြင်ဟိုတော့မှဖတ်နေတက်လက်နဲ့ကြောင်ကြံတက်လာတယ်တွေ့
ကျွန်တော်တက်လာတဲ့အချိန်မှာဖတ်နေတဲ့ကျွန်တော်တက်လာတော့ဘာသာရေးစဉ်းစားကြည့်တော့သူကငုံသွားတယ်တော်တော်ငုံသွားတယ်လည်းမရအောင်ကြည့်ရမယ်ပူဆိုးတာကအကျော်လို့မရတော့ဒီမှာဖတ်နေတဲ့ကျွန်တော်ရုံလာတဲ့အချိန်မှာတော်တော် feel လုပ်သွားအဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဆက်မဖတ်ချင်တော့ဆက်မဖတ်ချင်တော့ကျွန်တော်လည်းအဲ့ငိစားပြီးတော့ဟောငါလည်း platform တစ်ခုတော့ထောင်ရင်ဒီထောင်ရင်ကောင်းပါပဲဆိုပြီးအတွေ့အကြုံဆောင်ဝင်ခဲ့တာပါအဲ့ဟုတ်တယ်ကျွန်တော်ဒီစာရင်ထောင်ရတာလေဟိုစာသင်ရှားရတာပါဗျာ sorry စာသင်ရှားရတာတော်တော်လေးခက်ခဲနေတယ်ချို့ဒီ application နဲ့ပတ်သက်ပြီးတော့လေ application နဲ့ရှုပ်ရက်ခက်နေတယ်ဖြစ်တော့ user တယောက်အနေနဲ့စာရင်ရှားခက်တယ်ဆိုတော့ပြီးနောက်တစ်ခါဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီစာရင်ခက်တဲ့ပြီးတော့မှဒီ drop ဖြစ်သွားတဲ့ကိစ္စရအဓိကတော့ဟုတ်တယ် drop ဖြစ်သွားတဲ့ကိစ္စရတော်တော်ဆိုးတယ်ဘာလို့ဆိုတော့သူကဒီဘယ်လိုပြောရမလဲကျွန်တော်ဒီဟိုတစ်ပတ်နှစ်ပတ်နားတာကတော့ကျွန်တော်နားလည်ပြီးလို့ရတယ်ဒါပေမဲ့အဲ့လိုအကြာကြီးနားရတဲ့ဟာမျိုးနှစ်ချီနားရတဲ့ဟာမျိုးကြတော့ web ဖက်တဲ့လူတွေနေနဲ့လည်းတော့တိုင်းပတ်သွားတယ်ကျွန်တော်အဲ့ဒါမကြိုက်ဘူးဟုတ်တယ်အဲ့လိုမျိုးကြရင်ရောကျိုးအဲ့ဒီပေါ့ platform တွေဘက်ကနေပြီးတော့တောင်းယူရရှိလာတော်တော် wise တယ်ပေါ့ဘာလို့လဲကိုကသူတို့ free PI ပိုင်းရှိမယ်အဲ့နောက်ပိုင်းကကိုဝယ်ဖက်ရကိုကြိုက်တာဆိုဝယ်ဖက်ပြီးတော့အဲ့နောက်ပိုင်းကိုဆက်မတင်တော့ဘူးဇလန်းလည်းဆက်မသိရတော့အဲ့နောက်ပိုင်းသူထုတ်လိုက်တဲ့အတွက်ယူရဲ့ဒီကမယ် response ပေါ့တော်ယူမှုဆိုတာအဲ့ဒါတော့ brother အဲ့ဒါတော့မရှိဘူးလို့ပဲပြောရမယ်လို့ကျွန်တော်ထင်တယ်ဗျာဘယ်လိုလဲကျွန်တော်ကိုယ်တိုင်လည်းဒီ video experience နေတက်လာတဲ့အချိန်အဲ့အချိန်မှာချို့ကြောင့်ကျွန်တော်ရှိမှလည်း draw wire စာတွေအများကြီးရှိတယ်တရက်နေ့ကပျောက်သွားတယ်တင်မလားဆိုပြီးတော့ telephone တွေဝင်ကြည့်တယ်အဲ့မတင်ဖြစ်ဘူးတရက်ကြာသွားတယ်နေ့ကြာသွားတယ်နောက်ဆုံးတော့တစ်ပတ်ကြာသွားတယ်တစ်ပတ်ကြာပြီလည်းမတင်ဖြစ်ဘူးနောက်ဆုံးတစ်လကြာသွားတယ်မတင်ဖြစ်ဘူးတော့သူကချီသွားတယ်အဲ့ဒါချီမတင်ဖြစ်ဘူးဒီလိုတော့ပြောလို့ဆိုရင်ကိုဖတ်ချင်လို့ထိုင်ဆောင်နေတဲ့ဒီစာစဉ်တစ်ခုကဒီအချိန်ကြာကြီးပေးပြီးတော့မှ draw wire ဆိုတော့သူတို့ကတော့ယူမှုမရှိလို့ပဲပြောရမှာပေါ့အဲ့ဒါအခုဒီလေးစက်ကဒီဖောင်လာတော့ပြန်နေတာကျွန်တော်ဒီစာပြန်တော့ပါရင်ပြန်ပြီးတကယ်ပြန်ပြီး okay responsibility ဘိုင်းအောင်လေးစင်းကအပြည့်လေးစင်းကတော့လေးစင်းကော်ဖော်လာနေကြကျွန်တော်လေးစင်းနဲ့ကွန်ပြန်အပြည့်အလုံးဝဆိုပဲဒီအပြည့်ပါခင်ဗျဟုတ်ပြီဒါဆိုလို့ရှိရင်တော့ platform ရဲ့ရည်ရွယ်ချက်ကိုတော့ကျွန်တော်ရှင်းလင်းသွားပြီလို့ project လည်းရှင်းလင်းသွားပြီကျွန်တော်ထင်ပါတယ်ဟုတ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ translator တယောက်ဖြစ်တဲ့ကိုနိုင်နဲ့ပဲကျွန်တော်ပြန်ပြီးတော့ပြန်မေးချင်ပါတယ်နော်အခုလက်ရှိကိုလေးစင်းနဲ့မှာဘာသာပြန်နေတာပေါ့နော်ဟိုဘယ်လိုမျိုး workflow တုံးပြီးတော့အလုပ်လုပ်လဲဆိုတော့ project တွေတခြားတော့ရှင်းပြပါဦးကျွန်တော်အခုတောင်းတဲ့ workflow ကျွန်တော် hybrid workflow ခေါ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ AI ကနေပြီးတော့ကျွန်တော်အရင်ဆုံးမူချက်ထုတ်လိုက်တယ်မူချက်ထုတ်လိုက်တယ်ဆိုတော့ဒီအင်းစာဟို one file ရှိရပါဗျာအင်းစာ file နေပြီးကျွန်တော်မူချက်ထုတ်လိုက်တယ်ကြားအဲ့ file မှာဘာလို့ AI နဲ့ပြန်တော့ smooth ဖြစ်ဘူးဗျာ smooth ဖြစ်တော့ကျွန်တော်ဘာပြဿနာရှိလဲဆိုတော့ကျွန်တော်ဒီလူကနေပြီးတော့ like detail ပြန်နေမရတယ်ဟုတ်တယ်ဥပမာဘယ်လိုလဲဆိုရင်ကျွန်တော်ဒီ American တွေဒီ dialogue စကားပြောတဲ့ဟာတွေအဲ့ကျကျွန်တော်ဒီစကားပြရေးသားရဝတ္ထုဆုံးသက်တွေအဲ့အကောင်ကျွန်တော်ပြန်ပြီးတော့လူက detail ပြန်လိုက်ပြင်ပေးရတယ်ဆိုတော့ဒီ AI ကိုသုံးပြတယ်ပြီးတော့လူက detail ပြင်တယ်ဆိုတော့အဲ့လိုပေါင်းတဲ့ workflow မျိုး hybrid workflow နဲ့ကျွန်တော်ကပြန်มาခင်ဗျဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ရှိရင်တော့အကိုဟို AI နဲ့ဘယ်လိုအကိုနဲ့ပေါ့နော်ဘယ်လိုမျိုးပေါင်းဆက်ပြီးဟိုအကိုတို့အခုလုပ်တဲ့အလုပ်ဘယ်လိုမျိုးပေါင်းဆက်ပြီးအလုပ်လုပ်လဲဆိုတော့အဲ့တစ်ချက်လောက်ကရှင်းပြပြတော့ကျွန်တော်ဒီနေ့ပြောတော့ခုနကပြောလိုက်ပါအဓိကပေါင်းဖက်တာကတော့ဒီ AI ကိုရင်ပြန်ခိုင်းပြီးတော့ကျွန်တော်ကပြန်တယ်ဆိုတော့အဲ့ဒါမှာဖြစ်သွားဆိုကျွန်တော်တို့ကဟိုအရင်တော့မပြန်နေမှာကျွန်တော်တို့စာကိုအရင်ဖတ်လိုက်တယ်ဒီအင်းစာမူရေး file ကိုအရင်ဖတ်လိုက်တယ်ဖတ်ပြီးတော့ရတဲ့ file ကိုမှကျွန်တော်တို့ကဒီစာရကောင်းတယ်ပေါ့ကောင်းတယ်ဆိုတော့ဒီစာဖတ်ကိုချပြတာကိုစာဖတ်ကိုချပြတာဆိုတော့အရင်ဖတ်တယ်ဖတ်ပြီးတော့မှကျွန်တော်ဒီ AI ကိုကျွန်တော်ဒီအပိုင်းတစ်ပိုင်းချင်းစီဒီလေးနဲ့ editor ကိုထည့်ပြီးတော့အပိုင်းတစ်ပိုင်းချင်းကျွန်တော်ပြန်တယ်ပြန်လို့ရှိရင်ကျွန်တော်အဲ့ editor ထည့်ပြီးတော့ကိုကထပ်လာတဲ့ဟာတွေဒီမြန်မာလူထွက်လာတဲ့ဟာတွေကျွန်တော်ကပြန်ပြန်ဒီလေးပြန်တယ်ပြန်လို့ရှိရင်ကျွန်တော်တို့ကဒီအတန်နေsorry ပြန်နေရတယ်မကောက်ဘူးကျွန်တော်ဘယ်လိုလဲဆိုတော့အဲ့ပြန်ထွက်လာမြန်မာတော့ထပ်ဖတ်တယ်ကျွန်တော်ကထပ်ဖတ်တယ်ဟုတ်လားအမားရရှိပါဆိုဒီကြားမှာမားရရှိသေးရဲ့ဟာမှာရှိရဆိုတော့ထပ်ဖတ်ရတယ်ထပ်ဖတ်ပြီးထပ်ပြန်တယ်ပြင်ပြမှာရတဲ့ဟာနောက်ဆုံးတစ်ဆက်ကိုမှကျွန်တော်ကဒီဟိုစာဖတ်တွေချပြတာပါကျွန်တော်သွားတဲ့ဟာလို့မျိုးပါပဲ AI နဲ့ပေါင်းဆက်တယ်ဆိုတော့အဲ့တော့ brother နိုင်ပြောရတဲ့အထက်မှာကျွန်တော်လည်းဝန်ခံနေတာတော့ရှိတယ်ဗျဘာလဲအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီ founding team စပြီးတည်ထောင်တဲ့အချိန်ရန်တည်တော့ဒီ success တဲ့အပိုင်းတွေပါတယ်မှာလည်းလိုအပ်ချက်တွေရှိတယ်လိုအပ်ချက်တွေရှိခဲ့တယ် juicy ပိုင်းတွေမှာလည်းလိုအပ်ချက်တွေရှိတယ်ပြီးတော့ဒီ management အပိုင်းမှာပဲเนาะဒီလူမများရေပေါ့ဒီလေးစီနဲ့လူမများရေလူရောက်10ယောက်မကြော်ခင်ပေါ့เนาะဒီ management ဘိုင်းကို management ဘိုင်းကလည်းရန်တည်တဲ့အချိန်မှာကျွန်တော်တို့ဒီ success တဲ့ဘက်ပေါ့เนาะ success တဲ့ဘက်မှာလည်းအားနည်းချက်လေးရှိခဲ့တယ်အဲ့ဒီအတွက်လည်း success တွေပြည့်တဲ့အများတွေကိုလေးစီနဲ့ success တွေပြည့်တဲ့အကုန်လုံးကျွန်တော်ဒီကနေကိုဖောင်နာနေနဲ့တောင်းပန်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်တို့အနေနဲ့ဒီပေါ့နော်ဒီလေးစီနဲ့ပေါ့ဒီကတော့ကျွန်တော်တို့ပြောချင်တာကတော့ဒီနိပညာ AI ကိုအသုံးပြုရဆိုပေမဲ့ဒီကတော့စာဖတ်သူတွေကိုမြန်ဆန်လွယ်ကူစွာနဲ့လည်းလူတွေနဲ့ဖတ်နိုင်ဖို့ပဲကျွန်တော်အဓိကထားတယ်ဗျအဓိကထားတယ်ပြီးတော့
ကျွန်တော်တို့ဒီကအမြန်ဆုံးတွင်ကျပြောမှဆိုအမြန်ဆုံးနဲ့တွင်ကျဖို့ပေါ့နော်စာဖတ်သူပြောရကကျွန်တော်ဒီနီးပညာအရင်တုံးတယ်ဆိုတော့အမြန်ဆုံးနဲ့တွင်ကျဖို့ပါပဲအဲ့လိုအမြန်ဆုံးနဲ့တွင်ကျဖို့ပြောကျွန်တော်အကျန်းတဲ့ AI ခုနကဒီ brother 9ပြောသလိုပေါ့နော်အကျန်းတဲ့ AI raw translation ကိုကျွန်တော်တို့အသေးစိတ်ပြန်ပြီးသားဟာကိုအသေးစိတ်အစာအဆုံးခေါင်းစဉ်အစနေဟိုခင်ဗျားပိုင်းထိကျွန်တော်အစာအဆုံးကိုကျွန်တော်ဒီအသေးစိတ်ကြကျွန်တော်တို့ပြန်ပြီးတော့ စစ်တယ် edit လုပ်တယ်ဖတ်လို့ကောင်းပြောအဲ့လိုကောင်းလုပ်တယ်အဲ့လိုလုပ်ပြီးသွားတဲ့အချိန်ကျမှကျွန်တော်တို့ကစာဖတ်သူတွေအတွက်အများဆုံးပြန်တင်အောင်ကြိုးစားတယ်အဲ့လိုပြန်တင်အောင်ကြိုးစားပြီးတဲ့အချိန်ကျမှကျွန်တော်ဒီလိုလိုအပ်ချက်တွေရှိလိုက်ရင်လည်းဟိုကျွန်တော်စာဖတ်သူတွေနဲ့တယောက်ချင်းလာပြောတဲ့အချိန်ကျရင်လည်းကျွန်တော်တို့ပြန်လုံးဒီနေ့ပြန်ပြောရကျွန်တော်ဒီလောက်ဆိုလို့ရှိရင်တော့ hybrid workflow ဘယ်လောက်ထိစနစ်ကြလဲဆိုတော့ project တွေလည်းပြီးလောက်ပြီလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့အခုလက်တလုံးမှာပြဿနာတွေတချို့လို့ရှိနေတခြားဘာသာပြန်တဲ့လူတွေပေါ့နော်။အခုဟိုဘာသာပြန်တဲ့လူတွေကပေါ့ဒီလို AI သုံးပြီးတော့ပြန်နေတဲ့ပုံဝေဖန်တာမျိုးတွေအကိုတို့အမြင်တွေတစ်ချက်တော့ကျွန်တော်ပြောပြပေးပါဦး။အရင်ဆုံးနေလည်းကျွန်တော်ပြောချင်တာကတော့ဒီ manual ပြန်နေတဲ့လူတွေဒီဟိုလက်ရုပ်လည်းပြန်နေတဲ့ဒီ traffic တွေအားလုံးကျွန်တော်အပြည့်အဝလေးစားပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်အခုကဘာပြောတက်ပါပြီးတော့ကျွန်တော်ကဟိုဒီ comment ဆိုပဲကျွန်တော်လည်း reader ဘွားနေပြီဒီ traffic ခဏလာလို့တာပါပွင့်နေမယ်လာလို့တာပေါ့ဗျာဆိုတော့သူတို့ကဒီပြန်တဲ့ဟာကိုအပြည့်အဝလေးစားတယ်သူတို့ရှိမှာကကျွန်တော်ဒီ A နဲ့မရနိုင်တဲ့အရာတွေမှာဘာရှိလဲဆိုတော့သူတို့မှာ R ဘောရှိရကြသူတို့စာရေးလို့ R ဘောရှိရသူကဒီသေးပြန်လာဖြစ်တဲ့အတွက်ဆိုတော့အဲ့လိုမျိုးအဟာမျိုးကိုကျွန်တော်ကအပြည့်အဝလေးစားပါတယ်အပြည့်အဝလက်ခံတယ်ဒါပေမဲ့ကျွန်တော်ခုဒီရှမ်းရှာတွေဝူရှာတွေအကုန်လုံးကအပိုင်းထောင်ကြီးရှိရဟုတ်တယ်အပိုင်းထောင်ကြီးရှိတယ်အပိုင်းထောင်ကြီးရှိတယ်ဆိုတော့တချို့ကအလည်းမရှိတော့သူတို့ຢာကလည်း300 400အဲ့ဒါမှလည်းသိနေရအဲ့လိုပဲဆိုတော့အဲ့လိုမျိုးကျွန်တော်ကဒီတရေးမှုတွေပြန်မယ်ဟိဆိုလို့ရှိရင်ကျွန်တော်ကပြဿနာရှိရကပြဿနာရှိရဆိုတော့အဓိကတော့အချိန်ကြာတာအချိန်ကြာတော့စာဖတ်သူတွေကလူတွေကများများဖတ်ချင်တယ်ဈေးသက်သာဖတ်ချင်တယ်တရေးမှုတွေပြန်တဲ့လူတွေကဈေးသက်သာမပြန်မင်းနိုင်ဘူးကြဘာလို့မပြန်မင်းနိုင်လဲဆိုတော့ဒါကသူတို့အပြစ်မဟုတ်ဘူးတရေးမှုတွေပြန်ဖြစ်တယ်ကျွန်တော်အချိန်အလုံးဝပေးထားတယ်စာထဲမှာအဲ့တော့သူတာတငွေယူသွားတယ်ဒါကျွန်တော်အပြည့်ဝလက်ခံတယ်ဆိုတော့အဲ့ဒါတော့သူအချိန်လည်းပူကြားရတယ်ဗျာဆိုတော့ကျွန်တော်ခုဒီတိုးတက်လာတဲ့ခေတ်ကကျွန်တော်ကလည်း AI ရှိလာတဲ့ခါကျတော့ AI workflow သုံးတယ်ခုက hybrid workflow သုံးတယ်သုံးပြီးတော့အဲ့ workflow ကိုသုံးပြီးတော့မှကျွန်တော်ကဒီဈေးသက်သာနဲ့မြန်မာစက်ပြန်အောင်ကျွန်တော်စူးစမ်းပေးတယ်ပြီးတော့ဒီလိုမျိုးစာဖတ်သူတွေကအဲ့လိုနှင်းနှင်းကိုဖြစ်နေတာကသူတို့ကအများစိတ်သက်သာကောင်းနေတာဟုတ်တယ်အဲ့လိုကျွန်တော်ပြန်ပြင်ဆင်နေတယ်မို့ဒီလေ့ကျင့်လက်ကနေပြီးတော့အဲ့စူးစမ်းနေတယ်ကျွန်တော်တို့ဒီအပြင်လာထွက်ကြတယ်လည်းအဲ့နည်းရကျွန်တော်လုပ်ပေးနေတယ်ဟုတ်ကဲ့ဗျာကျွန်တော်တို့ကတော့အဲ့လိုမျိုးအဲ့လိုမျိုးပဲလုပ်ပေးနေပါဒီ workflow နေနေဟုတ်ကဲ့ပြီးတော့ခုနက brother 9ပြောလို့ပေါ့နော်အဲဒီကျွန်တော်လိုအပ်ချက်တွေရှိတာတော့မှန်ပါပဲအဲဒီလိုအပ်ချက်နေရာတွေဖြည့်ဖို့အတွက်လည်းကျွန်တော်နီးပညာ AI ပဲသုံးတာတယ်နီးပညာ AI ပဲသုံးတယ်အဲဒီနီးပညာ AI သုံးပြီးတော့ကျွန်တော်အကျန်းထက်ပြန်တဲ့ဟာတွေအကုန်လုံးအကျန်းထက်ပြန်တဲ့ဟာတွေအကျန်းထက်ပြန်တဲ့ဟာအကုန်လုံးအချိန်ကုန်သက်သာသွားတယ်ပေါ့နော်ပြန်ပြီးဒီအသေးစိတ်ချဒီပြန်ပြီးစစ်စစ်တဲ့အတွက်အချိန်ကုန်သက်သာတယ်အချိန်ကုန်သက်သာတဲ့အတွက်အဲဒီအချိန်ကုန်သက်သာတဲ့ကျွန်တော်တို့တန်တဲ့လောကပမာသွားပြီးတက်ရောက်လို့ပြီးလဲဆိုလို့ရှိရင်ကျွန်တော် software တွေပေးတဲ့ဒီမှာသွားပြီးတက်ရောက်တယ်ခင်ဗျဟုတ်အဲဆိုတော့ဒီရှိအောင်သူတို့produce ရှိတယ်ဘာလို့လဲဆိုတော့သူတို့ကအချိန်ကုန်တက်တာသွားတဲ့အတွက်သူတို့ကကျွန်တော်တို့အပိုင်းနဲ့ပိုတင်ပေးနိုင်တယ်အဲကြ visa experience လည်းမကျော်ပါဘူး visa experience မကျော်ပါတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်းအပိုင်းနဲ့တင်နေ software တွေပေးတဲ့အတွက်အဓိကထားတဲ့အတွက်software တွေပေးတဲ့တွေအမြန်ဖတ်နိုင်ဖို့အတွက်ကျွန်တော်အဓိကထားတယ်အဓိကတော့ခုနကပြောလို့ manual ပြန်တဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်လေးရောက်ရတယ်ခင်ဗျဒီပြောတော့သူတို့လည်းအချိန်ပူရတာကိုဟိုတနေ့ပြန်တဲ့အတွက်အချိန်ပတ်စံပူပေးရမယ်ဆိုတာထက်ကျွန်တော်ဒီပညာ AI ကိုသုံးပြီးတော့ software တွေအတွက်ဝန်တော့ဖြစ်စေပဲနဲ့မျက်စိစဖတ်နိုင်အောင်ပဲအဓိကထားတာပါခင်ဗျဒီနေ့မှာကကျွန်တော်တို့ခုနဟိုfan ပြောရတယ်လို့ပဲကျွန်တော်ဒီ AI သုံးပြီးရေးနေတယ် AI စုတွေဖြစ်နေဆိုတဲ့ဟာတွေကို web message တွေကိုကျွန်တော်လည်းရှင်းပြချင်တယ်ဟုတ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဓိကကျွန်တော်ပေါ့ဗျာကျွန်တော်ကိုယ်တိုင်ကဒီအကျော်နဲ့စာရေးတယ်ဟုတ်စာရေးတယ်ဆိုတော့အတော်ရစာရေးရပြောရှင်ကျွန်တော်တို့ခက်လူတွေပါပဲအကုန်လုံးကကျွန်တော် AI မရှိခက်မှာကျွန်တော်ကြီးလာတဲ့လူတွေဆိုတော့ဘယ်လိုပြောမလဲကျွန်တော်တို့ကတချင်းတွေရုပ်ရှင်တွေစာအုပ်တွေကျွန်တော်အကုန်လုံးသဘောကျတယ်ဗျာဆိုတော့ဒီလူရဲ့ဖန်ရအကုန်လုံးကြိုက်တယ်ဟုတ်တယ်ဆိုတော့ပို့လို့ခက်နေတာက AI ကအမှုပညာဖန်တီးလို့မရဘူးကျွန်တော်လက်ခံပါတယ်ဟုတ်ပါတကယ်လက်ခံပါတယ်ဘာလို့လဲဆိုတော့ AI ကလည်းအမှုပညာဖန်တီးနေတဲ့အရေးချင်းမရှိသေးဘူးသူကဒီလူတွေလုပ်တဲ့ဒီနေစဉ်အရာတွေကသူဖြည့်ဆည်းနေတဲ့အရာတချို့ကိုဖြည့်ဆည်းနေတယ်လူတွေဖန်တီးတော့ဒီကြီးကြီးသူလုံးနိုင်မှုတော့ဖြစ်နိုင်သေးဘူးဗျအလုပ်ကြဖန်တီးရတယ်ခဏမြင်တဲ့တိုင်းပါပဲဟုတ်ပေါ်လာရထွက်လာအောင်များတယ်တကယ်အချိန်ထွက်ဖို့ဆိုတာမဖြစ်နိုင်တဲ့ဒီချိန်မှာဆိုတော့ကျွန်တော်တို့ခုသိထားဖို့ကကျွန်တော်လုပ်နေတာက translation လုပ်နေတာက creation လုပ်နေတာမဟုတ်ဘူးဆိုတော့အဲ့ဒါကတော်တော်လေးကွဲပြားတယ်ဘာလို့လဲဆိုတော့ out creation ဆိုလို့ရှိရင်တော့ပြေတော့ကြည့်ကြမယ်ကိုကြိုက်တာကိုလုပ်လို့ရတယ်ကို creation ကြိုက်တဲ့တော့အားပေးလိုက်မယ်အဲ့မဲ့ translation မတူတော့ဗျကျွန်တော်မူရင်းစာရေးဆရာရရတဲ့ဟာကိုကျွန်တော်စာဖတ်တွေများများဆန်းဆန်းဖတ်ဖို့ကောင်းအောင်ဖတ်ဖို့ ਨੇ အဓိကကျွန်တော်ပေးနေတာအဲ့ဒါကိုလေးစားဖို့ဟုတ်တယ်ဒီကအဲ့ဒါပဲတိတာဆိုတော့အဲ့လောက်ကအအားလေးကွဲပြားတယ်ဒီဆိုတော့ကျွန်တော်ဥပမာပြောလို့ရှိရင်ကျွန်တော်ဒီစမှုတော်လိုင်းခက်လို့ပဲပြောအောင်အခု AI ခက်အဲ့လိုတပုံနဲ့တူနေအောင်ဆိုတော့ဒီစမှုတော်လိုင်းခက်မှာကျွန်တော်ဒီဓာတ်မှုပညာရှင်တွေရှိမယ်
ဟုတ် ကျွန်တော်ဒီကမှုပညာရှင်တွေကနေပြီးတိုးတက်လာတဲ့ဆက်ကိုမကြိုက်လို့တော်လာနေကြတယ်ရှိရဗျာဒါပေမဲ့ဒီဆောက်တော်လည်းဖြစ်လာတဲ့အတွက်ဒီဆက်တွေပေါ်လာတဲ့ကျွန်တော်ရဲ့လူမျိုးပွားရမြန်မာစံတိုးတက်သွားတယ်ဟုတ်တယ်နော်ပုံမှန်တက်ပြီးတိုးတက်သွားတာအခုဒီချင်းရောက်လာတာဒါမျိုးခက်ရှိလာတယ်ကြောက်လာတာဒါပေမဲ့အဲ့လိုကြောက်လာလို့ကမှုပညာရှင်တက်သွားတော့မတက်သွားဘူးလေသူတို့ကသူချိခဲ့တယ်အခုသူတို့တွေကဒီ handmade တွေနဲ့နောက် designer brand တွေမြန်မာလေးပဲ handmade တွေနဲ့သူလုံးနေတဲ့ဟာတွေရှိတယ်ပိုကောင်းတယ်ဈေးပိုကောင်းရတယ်သူတို့ပိုပြီးအားပေးလို့ပြတဲ့ရှိပြီးသားကျွန်တော်ဒီဆက်ကလည်းတော့လူသားကိုအကျိုးပြုနေတာရှိပြီးသားဆိုတော့ဒါကျွန်တော်နမူနာပြောရပါပြောချင်တာတော့တကယ်မှာဟိုကျွန်တော်ဒီ AI တိုက်ခိုက်နေမှာဆိုကျွန်တော်ဒီပြောင်းလဲလာတဲ့ခက်နဲ့လိုက်ပြီးညီနေမယ်ဆိုရင်ကျွန်တော်ပုံမကောင်းလာတယ်ကျွန်တော်ကလည်းဒီ AI ဆုံးရထုတ်ရမှာမဟုတ်ဘဲနဲ့ hardware ကိုသွားနေဖြစ်တဲ့အတွက်ဒီစာဖတ်သူတွေကိုယ်ရတယ်ကျွန်တော်တို့ကြိုက်တော့အားပေးနေတယ်ဒီလေးစီနံမှာနော်ဒီစက်ကြိုက်တော့အားပေးနေတာဆိုတော့ဟိုဘယ်လိုလဲကျန်တဲ့ဘာပဲလုပ်ရတယ်ဒါလေးတစ်ချက်ကြည့်ဟိုကြည့်ပါလို့ကျွန်တော်ဖိတ်ခေါ်နေတာပါတယ်ဘာလို့ဆိုတော့ AI ဆုံးနေတာမဟုတ်ဘူးကျွန်တော် hardware ကိုသွားနေတယ်ပိုပြီးတော့စူးစမ်းပေးနေပါတယ်ကျွန်တော်ပြောချင်တာအဲ့ဒါပြောချင်တာပါအဓိကတော့ တက်တက်ကရကိုတစ်ခုအောင်မှတက်ရှိမယ်မြန်ပြီးတော့ quality ကောင်းတယ် အဲ့မှာစာဖတ်သူကိုလည်းရွေးချယ်ပါလိမ့်မယ်အဲ့ကိစ္စက လည်းတက်တက်ရှိမယ်အဲ့ဘယ်လိုပြောမလဲ AI အနေနဲ့ကအခု AI အနေနဲ့က entertainment level အနေနဲ့ဆိုရင်တော့လူပညာကိုနေရာယူလို့ရရင်ကြမယ်ဒါပေမဲ့တကယ်ရုပ်ရှင်အသုံးလုံးနဲ့ပြောရင် art house film လို့ classic တွေကမရဘူး classic တွေဖြစ်နိုင်ဘူး ဖြစ်နိုင်သေးဘူး ဖြစ်နိုင်သေးဘူး အခုချိန်မှာ ဟုတ်တယ် ဟုတ်အဲ့ဆိုလို့ရှိရင်တော့တော်တော်လေးတော့ရှင်းလင်းသွားပြီလို့ထင်ပါဗျာဟုတ်ဒါပေမဲ့နောက်ပြဿနာလေးရှိနေတယ်ဗျာပြင်မလားတချို့ဘာသာပြန်တဲ့လူတွေကဗျာအဲ့လိုစာစဉ်တစ်ခုကိုပြန်ပြီးသွားလို့ရှိရင်ဗျာ draw လုပ်သွားတယ် draw လုပ်သွားပြီးတော့စာဖတ်သူတွေကအဲ့စာစဉ်ကိုဖတ်ချင်လို့တခြားဘာသာပြန်တဲ့လူတွေတွားပြီးတော့တောင်းဆိုတဲ့အခါမှာသူတို့ကဟို gate key တွေပဲလုပ်တယ်ဗျာ အဲစာသမပေးရတယ်ပါပေါ့ ကျွန်တော်ကငါတို့ကအရင်လုပ်ခဲ့တာငါတို့ OG ဘာညာဆိုဘူလီလုပ်တာမျိုးတွေ့လာဗျာဟုတ်အဲ့အပေါ်အကိုဘယ်လိုမြင်လဲဗျာဟုတ်ပြီးတော့ဟိုကိုယိုနေဆိုလို့ရှိရင်အရင်တော့ super hero comics တွေနဲ့ဟိုအဲ့ community မှာဖြတ်တန်းခဲ့လူဆိုတော့အဲ့အပေါ်လေးအကိုအမြင်လေးတစ်ချက်တော့ပြိတ္တကိုပြောပြပေးပါ အဲ့အကြောင်းဒိတ်ကြီးလောက်တာကြောင့်ဘယ်လိုပြောရမလဲတော်ဆိုးရမှာပါတယ်ဗျာ community အတွက်လည်းထိခိုက်တယ်ဘယ်လိုလုပ်လဲပါလဲတော့ကျွန်တော်လည်းမသိဘူးကျွန်တော်အဲ့ရန်နဲ့တိတ်ပြီးလမ်းဝေးနည်းနည်းလမ်းဝေးရဆိုတော့လေဒါပေမဲ့အဲ့ကျွန်တော်ဘက်ကကျွန်တော်အမြင်ရဆိုရင်ကျွန်တော်အဲ့ super hero ရုပ်ရှင်တွေကိုခက်စားနေတဲ့ super hero ရုပ်ရှင်တွေရှိမယ်သူတစ်ဖြည့်ကျွန်တော်တို့မှာပဲ မှာပဲပေါ့မှာပဲသိစီပါပဲတိုင်ဆိုင်ကတော့ အဲ့ဟာရှိမယ်နောက်ပြီးတော့ဥပမာပေါ့ကျွန်တော်တို့အတွေ့အကြုံရတယ်ကျွန်တော်အဲ့မှာ Infinity War ရုပ်နေတော့အဲ့မင်္ဂလာစီနီမာ app ရှိရလေအဲ့မှာကျွန်တော်ဘုကတင်လို့ရအမှောင်မှာဘုကတင်လို့မရတဲ့အထိကိုဖြစ်သွားတယ် အားပေးကြတယ် အဲ့ဟာကြီးဖြစ်လာတဲ့အစာအဲ့အရင်က community sharing တော့ပဲအဲ့ရတာဂိဂီလောက်တလို့မျိုးအခုပြောတလို့မျိုးဂိဂီ ဟုတ်တယ် community ကြီးတာမဟုတ်တော့ဘူးဘာမှဖြစ်နိုင်ဘူး အဓိကအဲ့မှာဘယ်လိုစလဲဆိုတော့ super hero နယ်ပယ်မဟုတ်ဘူးပေါ့ရှာပေါ့ကချာနဲ့ပတ်သက်တဲ့ဟာဥပမာအထူးသဖြင့်အခု focus လောက်အောင်မှာ enemy ရှိမယ် DC မှာပဲ super hero movie ရှိမယ်အဲ့ရုပ်ရှင်တွေပါမယ်အဲ့ဒါကြီးကဘယ်လိုဖြစ်လာလဲဆိုကျွန်တော်2015လောက်မှာစပြီးတော့ social media စပေါ်လာတယ်ဖုန်းတွေပြင်ပြပေါ်ရမြန်မာနိုင်ငံမှာပေါ့ social media ရောက်လာပြီကျွန်တော်လက်ထဲမှာလည်းဖုန်းတစ်လုံးစီရှိလာပြီအဲ့လိုမျိုးချိန်မှာကျွန်တော်တို့ချိန်မှာအဓိကသုံးတဲ့အဲ့ခေတ်တုန်းကအဓိကသုံးတဲ့ platform ဖြစ်တဲ့ Facebook ပေါ့ Facebook မှာဘာရှိလဲဆို super hero crew ရှိရဗျာ super hero crew တွေကဘယ်လိုလဲဆိုတော့တို့ဒီတိုင်း community ဘိုင်းလူတွေပဲဒီတိုင်း fan တွေပဲပေါင်းပြီးတော့ဖွဲ့ရအဲ့မှာဘာတင်လဲဆိုတော့ကျွန်တော်ဝင်ကြည့်မိလိုက်တယ်ဝင်ကြည့်မိလိုက်ပြီးတော့ဘာလို့တွေ့လဲဆိုတော့အမှ comic တွေ super hero content တွေအကုန်လုံးက free တွေပေးရတယ်ဗျာတယောက်နဲ့တယောက် sharing လုပ်တဲ့သဘောပဲအကုန်လုံးကအဲ့ဒီမှာရှိရဲ့ community တစ်ခုလုံးကလည်းအဲ့ wine contribute လုပ်တယ်အဲ့ဒီမှာ comic တစ်ခုရှိရ injustice ကြောင့်အခုဆိုရင်တော့အကုန်လုံးအတိပါတိတော့ game လည်းရှိတယ် comic လည်းရှိတယ်အခုDC animated universe ကနေပြီးတော့ animation နဲ့ထုတ်ထားတယ်အဲ့ဒီကနေပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ comic ကိုဖတ်တယ်ဖတ်တော့သဘောကျတော့အော်ဒီလို contribute လုပ်ရကောင်းတာပဲကျွန်တော်လည်းဒီ culture ကိုကြိုက်တယ်ဒီ community ပိုကြီးကျယ်ပြန့်လာအောင်လုပ်မယ်ဆိုပြီးတော့အဲ့ဒီဘာသာပြန်တဲ့အကူရောတော့မိရဲ့ဘယ်လိုသုံးတယ်ဘယ်လိုလုပ်တယ်သူတို့သုံးတဲ့ application ကလည်းအဲ့ဟိုကတော်တော်စိုးရဗျာအဲ့ခက်လိုက်သုံးရတယ်ပစ္စည်းဆိုတာတိတ်ပြီးတော့ရှင်းပြောရရင်အဲ့ဟိုကပေါ်နေပြီပစ္စည်းတို့ပါဘူးဒါပေမဲ့အဲ့မြန်မာနိုင်ငံအနေနဲ့ရောသိရမလားတိတ်သုံးမတွေ့ဘူး တိတ်မသုံးကြဘူးပစ္စည်းသုံးတယ်အဲ့မှာ original comic pan တွေရှိတယ်အဲ့ကောင်ကိုကျွန်တော်ကအဲ့မှာ comic pan မှာရှိတဲ့ wall ဘောလုံးတွေကိုပစ္စည်းက wall ဘောလုံးနဲ့ဖုံးလိုက်ရတယ်ဖုံးလိုက်ရတော့ဘာဖြစ်လဲဆိုတော့အဲ့ original ဝဘောလုံးတိုင်းမရနိုင်တော့ဗျာတခါလို့အကြောင်းနဲ့မတူတာရှိဘူးဒါပေမဲ့ကျွန်တော်တို့ဘက်တနိုင်သလောက်ပြင်ဆင်ပေးရယ်ဖောက်တွေကိုလည်းမှန်အောင်လုပ်ပေးရယ် ပြည့်တဲ့တောင်ဆိုးရမယ်နော်သုံးရတာ ဆိုးရတော်တိတ်သုံးလို့မကောင်းဘူးပစ္စည်းကပြင်မှာဟို limit လည်းရှိရယ် customer အဲ့လောက်ကြီးလုပ်လို့မကောင်း
အဲ့လိုမျိုးလုံရင်းနဲ့ကျွန်တော်လည်းလောက်တော့သွားတယ်အဲ့လိုမျိုး comment တွေတင်ပြီးရကျွန်တော်အဲ့ကောင်မတင်သေးဘူးကျွန်တော်အစမ်းလုံုံလောက်ပဲပေါ့အစမ်းလုပ်ကြည့်ရသူတို့တင်ပြီးရတဲ့အတိုင်းနောက်ပိုင်းကျတော့ကျွန်တော်တို့အဲ့ဒီ career ကိုတယောက်နဲ့တွေ့ပြီးတော့ကျွန်တော် page တစ်ခုလောက်ကြမလားဆိုပြီးတော့အဲ့ဘာသာပြန် comment တွေကိုစတင်ပြီးရအဲ့ရောကတခုရှိရအကုန်လုံးက free ပဲဘယ်သူမှပတ်သက်မရဘူးအဲ့ရနေပြီးတော့ဘာကြော်ညာအခုခေတ်လိုကြော်ညာတွေလည်းထဲတွေပါမရှိဘူးကျွန်တော်ဘက်ကလည်းအဲ့အစိတ်ဝင်တော့အဓိက community အဲ့ဒါကိုလည်းကောင်းတင်ရေးရမျိုးတွေရုပ်ရှင်တွေပါဆိုတော့ကျွန်တော်တွေ့ဓာတ်ရှင်တွေပါအောင်လေကွန်တက်တွေတော့ကောင်းကိုရေးပြရရှင်း super hero အနေနဲ့အဲ့ချိန်မှာ enemy တွေစပြီးမြန်မာနိုင်ငံအနေနဲ့ထိတွေ့လာပဲထိတွေ့လာပြီတော်တော်များများအရင်ခေတ်တည်းကကျွန်တော် TV season တွေမှာပြခဲ့ရဆိုနေအဲ့လောက်ကြီးကျေပြည့်ပြည့်မဟုတ်ဗျာfan page နဲ့တူနေတေးလေးစုနေတာအဲ့ချိန်မှာအဲ့လိုကျေပြန့်လာတော့ဘာဖြစ်လဲဆိုတော့အဲ့ပထမ enemy ရောက်မယ်မန်ဂါရောက်နေတဲ့လှမ်းဝေးရဗျအဲ့တော့ကသိရမလားအဲ့မန်ဂါနဲ့ပတ်သက်ပြီးတော့ဘယ်ကစလဲဆိုတော့ကျွန်တော်ငယ်ရဖတ်ခဲ့ရကိစ္စုံလို့ပူတက်တယ်ကိစ္စုံမှာတော့ထက်ထက်ပေးတာ ပူတက်မှာဆိုအလယ်မှာအပိုစာဆောင်အဲ့လို One Piece တို့ပါနော်အဲ့မှာပါလာစာပြနောက်လူပါလာနောက်ပြီးတော့ One Piece ပါလာအဲ့လိုမျိုးနဲ့လူရလည်းပြည်လာကြပြီဖြစ်နေဖိုင်နေကျွန်တော်အဲ့တော့မှတ်မိတယ်ကျွန်တော်အဲ့တော့ဟိုအိမ်ရမဟုတ်ဘူးကျွန်တော်ကိစုံလေးဝယ်ပြီးစုတာ ကိစုံကတော်တော်ရှေ့ပြီးရတော့ဥတက်ကမှာဘာရှိမယ်ဒွေမွန်ရှိမယ်ဒါပေမဲ့တခြားဟာကြီးကများသောအားဖြင့်မြန်မာ comment တွေပဲမြန်မာ comment တွေပေါ့မြန်မာရုပ်ပြစာရေးဆရာရဲ့ဟာကြီးများကိစုံကြောင့်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဒီမှာမသိသေးတဲ့ဒီမှာမှရောက်ဖို့မဖြစ်နိုင်သေးတဲ့ level ပေါ့တည်မှာသူအနောက်တိုင်း comment တွေပါလာတယ်ဥပမာ archie comment ဂျဟတ်ဆိုရင်ဒီအခုဆိုလူတွေသိနေကြ CW က river တဲ့ series ရှိတယ်။လေးကနေလူတွေသိပါမယ်။အဲ့တုန်းကကြောင်မသိကြသေးဘူး။ archie comment တွေပါမယ်။ကျွန်တော်လည်းပါမယ်။ Disney က comment တွေပါမယ်။အဲ့လိုမျိုးပေါ့ကျွန်တော်အလံဝေးရဟာရောပါတယ်။အဲ့ကနေပြီးတော့အဲ့ရေရော comic culture ရှိခဲ့။ဒါပေမဲ့အခုဖြည်းဖြည်းချင်း social media ပေါ်လာပြန်ပေါ်လာတယ်။အဲ့တုန်းကကြောင် social media ကိုဖိုင်ကိုပဲသိတယ်။ကျန်တဲ့သူတွေကို share ပေးဖို့ကဖြစ်နိုင်တော့ပဲ။ဟုတ်တယ်။အခု share ပေးရဲအဲ့လိုလုပ်ပြီးတော့ကျွန်တော်တို့အဲ့ page ထောင်ပြတယ်ပေါ့။ထောင်ပြပြီးတော့ကျွန်တော်တို့အမှာ super hero တွေမဟုတ်ဘဲနဲ့တချင်းနဲ့ပတ်သက်တာရုပ်ရှင်နဲ့ပတ်သက်တာတွေရတယ်ကိုနက် page ပေါ်လာတယ်အခုကလူတော်တော်များသိကြတယ်အခုတော့အတင်းမဖြစ်တော့ဘူးထင်တယ်ဓာတ်ရှင်ရှိမယ်ဟုတ်တယ် MNTV ရှိမယ်အဲ့လို page က content တွေအရန်ကောင်းတယ်တော်တော်ကောင်းတယ်ရုပ်ရှင် review ရေးခဲ့ဟာတွေကခေတ်ကတော့ဆိုကျွန်တော်သူများရေးပြီးတော့ review နိုင်ငံခြားလူရေးရ review တော့ရှာဖို့ဆိုတာလေ web browsing ကအဲ့လောက်ကြီးသူကတက်သေးရအောင် internet ကလည်းသိရမလားတိုင်းတိုင်းလည်းသုံးနေရတာသူတို့ကိုယ်တိုင်ရေးရ review တွေကတော်တော်ကောင်းတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကလည်း content ဘက်ပြောင်းမယ်ဆို super hero page ထောင်လိုက်တယ် page ကနေပြီးတော့ content တွေတင်တယ် free comment တွေတင်တယ်နောက်တော့ကျွန်တော်တို့ရှိမှာပိုမန်ဂါထက်တော့နောက်ကျ MB တော့တိတ်မရင်းနေဘူးပေါ့ဝတ်တုံးကြောက်ဝတ်တုံးတွေဝတ်တုံးနောက်မှပေါ်လာတာနောက်တော့ရောက်လာတယ်ဒီ2019 2018လောက်မှထင်တာပဲစတယ် line ဝတ်တုံး line ဝတ်တုံးကကျွန်တော်ဘယ်မှာစဖတ်လဲဆိုတော့အဲ့ကျွန်တော်အဲ့လောက်ပဲကျွန်တော်2016လောက်မှာစဖတ်တယ် line ဝတ်တုံးကအဲ့ရော free ဗျာအခုကျမှဝတ်တုံးဆိုပြီးတော့ free ရောမဟုတ်တော့ဘူးပေါ့အဲ့တော့ တိုင်းဆိုလို့ရှိရင်တော့ကျွန်တော် free ကိုအစားဆုံးဖတ်လိုက်ရနော်အစားဆုံး free တင်ခဲ့အဲ့မှာဆိုကျွန်တော်စဖတ်ဖြစ်တော့ call high school စဖတ်ဖြစ်တယ်အဲ့ရနေကျွန်တော်ဝတ်တုံးနေလဲပါတာတင်ပြတယ်အဓိကအဲ့ဒီဟာကိုပြောနေရကြတယ်အဲ့ယုံကကြောင့်ကျွန်တော်ကအကုန်လုံးကဒီ podcast sharing တော့ပဲ community ပိုကြီးကျေပြန်လာအောင်ကိုယ် enjoy လုပ်တဲ့ new ပညာတစ်ခုကိုရှားသူ enjoy လုပ်ရအောင်လုပ်တာပတ်စံလည်းမပါဘူးဘယ်သူမှလည်းကိကိမလုပ်နေကျွန်တော်တို့ပြန်တဲ့ဝတ်တုံးရှိမယ်ဗျာ comment ကိုရှိမယ်ဟိုဘက်ကလည်းအဲ့ကိုပြန်မယ်အဲ့လိုကျွန်တော်က comment ချင်းတူနေတော့မှ reader preference ရှိတယ်ဒီတဲ့တဲ့မှာဖတ်မှာပဲကျွန်တော်ကအောက်တင်စာဖတ်တော့ရွေးချယ်ပါတယ်ကျွန်တော် comment တင်နေဆိုတော့မရဘူးဗျာ Bruce Wayne ဆိုတဲ့ character ကကျွန်တော်တို့ပိုင်တာမဟုတ်ဘူးအိမ်နိုင်လား size ဆရာကိုပိုင်နေဟုတ်တယ်အဲ့ရနေပြီးတော့အဲ့လိုမျိုးကျေပြန်လာပဲပြောမှာအဲ့ဂိတ်ကြီးလောက်တဲ့အဲ့ရောကဂိတ်ကြီးလောက်ခဲ့ဒီလိုမျိုးဖြစ်လာတယ်ဖြစ်လာတယ်မျိုးရှိဟုတ်အဲ့တော့ကျွန်တော်မှတ်မိရတော့အဲ့တော့ super natural ဆိုတဲ့ series တော်တော်လေးကိုနာမည်ကြီးပြီးတော့တော်တော်ဟုတ်တယ်အဲ့တော့လေဗျာအဲ့ super natural ဆိုတဲ့ series ကိုဗျာဘာသာပြန်တဲ့လူက9ယောက်လောက်ရှိဗျာဒါပေမဲ့သူတို့အချင်းချင်းဘာဖြစ်လဲဆိုဘာမှမဖြစ်ကြဘူးဗျာသိမလားအဲ့လို gate key လောက်တာတွေပါလေဘာမှမရှိဘူးဟုတ်တယ်ကိုကြရအောင် channel မှာရှိမှာပဲအဲ့ရောကလည်းအဲ့လိုခုနပြောသလိုပတ်စံကိစ္စတွေမပါဘူးညာဆိုတာလေအဲ့ကမှဘူးမှမတည့်သူတို့ကိုယ်တိုင်ကအလကားလုပ်ပြီးတင်တာဒီကအဲ့လိုခုန brother ယူပြောသွားတာတော့ကျွန်တော်နည်းနည်းတော့ပြောတာမှန်တယ်ဗျအဲ့အချိန်မှာဘယ်လိုလဲဆိုတော့ကျွန်တော် lazy net ရဲ့အဓိက focus ကတော့ suffer to break တွေပါပဲအဓိက focus ကတော့ suffer to break တွေဟိုဘသူတွေဘလို့ပဲ kiki လုံးနေပါစေကျွန်တော်အနေနဲ့ queue မဆိုင်ပါဘူးအဓိကကတော့ကျွန်တော် focus က suffer တူတွေပါ suffer တူတွေတောင်းဆိုခြင်းနဲ့ရေးကြီးဆုံးပဲရေး suffer တူရေးကြီးဆုံးပါပဲ suffer တူတွေတောင်းဆိုခြင်းနဲ့ suffer တူတွေဖတ်ခြင်းနဲ့စာသင်မှန်သမျှကိုကျွန်တော်တို့ဘက်ကလည်းအတတ်နိုင်ဆုံးလိုက်ရောက်ကျွန်တော်ဘာသာပြန်ပြီးမှဖြစ်ပါတယ်ပြီးတော့လူတွေဘလို့ပဲကွာဖြစ်နေပါစေကျွန်တော်တို့လည်းကျွန်တော်တို့ကရှေ့ဆက်ပြီးရှောင်းလန်းသွားမှာလည်းဖြစ်ပါတယ် suffer to reader experience ကောင်းရမယ် quality ကောင်းတဲ့စာတွေကိုဒီ suffer to ရဲ့အများဆုံးကိုနိုင်ရမယ်
ကျွန်တော်လည်းလောကြီးမဟုတ်တာပါဘောပြောရှင်းရှင်းကျွန်တော်အခုပြန်လဲစာတယ်ကိုယ်လည်းဟို copy ဝယ်ထားမှတယ်သူတို့ပြန်နေတယ်ပြန်လို့ရတယ်ဖြတ်သွားတာဘာမှမဖြစ်ဘူးဒါစာပတ်သူရွေးချယ်လိုက်မယ်ဒီကိစ္စကျွန်တော်ကကိုကောင်းတဲ့စာပေပေးသွားကျွန်တော်တောင်းတယ်ဟုတ်တယ်နော်ဒါကျွန်တော်ဘာလို့လဲတောင်းတယ်စာပတ်သူရွေးချယ်မှာသူတို့တောင်းတယ် ဟိုထားပါ one piece ချင်းပြပါပဲထားပါလေဘယ်နဲ့ဖွဲ့ဟာဒီကနေ့ဒီငါ့ပိုင်နေဟောပိုင်နေလို့ချရင်လို့ဖြစ်နေ ဟုတ်တယ်ဒီနှစ်ပတ်ပြည့်စည်ပါပဲရှိဘယ်မှမပါ ခုနကဘာသာပြောသလိုပဲเนาะဘာသာညွန်နေပြောသလိုပဲကျွန်တော်တို့အနေနဲ့အဓိကကတော့စပတ်သူတွေအတွက်တောင်းဆိုရစာတင်တွေကိုကျွန်တော်တို့အတတ်နိုင်ဆုံးအမြန်ဆုံးအပိုင်းအများဆုံးတင်ပေးနိုင်အောင်ကျွန်တော်စူးစမ်းပေးနေတယ်အဲ့တော့အများဆုံးတင်ပေးနိုင်စူးစမ်းပေးဖို့အတွက်လည်း quality ရောပါလားဆိုတော့ quality လည်းမရောဘူးအဓိက quality ကိုကျွန်တော်အတတ်နိုင်ဆုံးမြင့်တင်ပေးမယ်နောက်ပြီးရင်လည်းအပိုင်းများများတင်ပေးနိုင်အောင်လည်းစူးစမ်းမယ်နောက်ပြီးရင်ဈေးလုံးတက်အနေနဲ့စာဖတ်ရမယ်ဒီကျွန်တော်အနေနဲ့ဘုံနာလို့ quality analysis တွေလည်းရှိမယ်ကဲလို့ကျွန်တော်တို့ဘက်ကလည်းလိုအပ်ချက်တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်း service ပေးတဲ့အနေနဲ့ဒါပြီး improve လုပ်ပြီးလို့လည်းကျွန်တော်တောင်းဆိုပါတယ် အဲ့လိုပြန်ခုပြောမယ်ဂိုဒီရောဂျာသာဂိတ်ကြီးလောက်ခဲ့အေး 1P ကိုသူကသွားရှာနေမှာမဟုတ်သူလည်းပြပြခဲ့တော့ ဟုတ်တယ်ဒါစတူးကလည်းဖြစ်လာအောင်ဟုတ် ကဲအဲ့ဒါလို့ရှိရင်ကျွန်တော်ဆွေးနွေးတဲ့အကြောင်းအရာတွေတော်တော်လေးကိုစုံသွားပြီဆိုတော့ကျွန်တော်အပြီးကိမှာပြိသက်တွေအတွက်သတင်းကောင်းလေးကိုမတ်ပြောဖို့အချိန်ရောက်ပါပြီဗျာ ဟုတ်ကဲ့ကျွန်တော်ရှေ့ပိုင်းကပြောခဲ့တယ်လို့ပဲเนาะဒီ service ပြိသက်တွေအတွက်ဒီလေဒီနာ pocket အဆုံးမှာဟို surprise season တွေရှိပါတယ်ခင်ဗျာအဲ့ surprise season လေးမပြောခင်မှာကျွန်တော်တို့ရဲ့အဓိကက platform policy ဖြစ်တဲ့အတွက်platform policy ဖြစ်တဲ့အတွက်ဈေးသွတ်တာမယ်ဆိုတော့အဓိကတော့သွားတယ်ခင်ဗျာအဓိကသွားတယ်ဒါပေမဲ့အဲ့လိုဈေးသွတ်တာရေးဆိုတာတဲ့ဒီ quality ဘက်ရောမှာလားဆိုတော့ကျွန်တော်ပြောပါသလိုပဲလုံးဝမရောပါဘူးကျွန်တော် quality analysis အမြဲတမ်းလုပ်တယ်အဲ့ဒါတွေခေါ်ပြီးတရားစနစ်တရားဖွဲ့စည်းတဲ့အဖွဲ့အစည်းလည်းရှိပါတယ်ကျွန်တော် အခုလည်းကျွန်တော်ကြည့်တော့ customer service ကလည်းတော်တော်မြန်လာပါပြီတော်တော်မြန်လာပါပြီ ဟုတ်ပါတယ်ကျွန်တော်တို့ဒီလိုကျွန်တော်တို့အနေနဲ့လိုအပ်ချက်လေးတွေ service ပရိသတ်ကလာပြောပါမယ်ဆိုလို့ကျွန်တော်တို့လည်းအများဆုံးတောင်းပြင်ပြီးတော့ service ပရိသတ်တွေကျွန်တော်အများဆုံး brand ချန်ပေးနေပါတယ်ဒီကတော့ကျွန်တော်တို့အနေနဲ့ service ပရိသတ်တမျက်နှာပဲကြည့်ရလို့ပြောရမှာပေါ့ဒီကကျွန်တော်တို့လည်းservice ပရိသတ်တောင်းဆိုတဲ့အတိုင်းကိုလည်းကျွန်တော်တို့လည်းအတက်နိုင်ဆုံးလာရောက်ပြီးတော့တင်ပေးနေပါတယ်ပြီးတော့လိုအပ်ချက်တွေရှိခဲ့ရင်လည်းပြောပြပါလို့လာပြီးတော့တောင်းဆိုပါတယ်ပြီးတော့ခုနက surprise season လေးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ lazy net pocket ရဲ့အဆုံးမှာကျွန်တော် gift code လေးကျွန်တော်တို့ပေးခြင်းပါတယ် gift code လေးပေးခြင်းပါတယ်ဒီပြောမှပမာဏအကန့်အသတ်ချက်တော့ရှိတယ်ခင်ဗျာကျွန်တော် gift code လေးမှာတော့ဘာဖြစ်လဲဆိုတော့lazy net podcast ရဲ့စကလုံးတိုင်းစကလုံးစလုံးတိုင်းအကြီးနဲ့ပဲရေးရမှာပါပြီးတော့ပမာဏကန့်သတ်ချက်က lazy net podcast ပေါ့ lazy net podcast စကလုံးအကြီးနဲ့ပဲရေးရမယ်စလုံးကြီးနဲ့ပဲရေးရမယ်ပြီးတော့ပမာဏကန့်သတ်ချက်ကကျတော့ဒီ service တွေပြအယောက်30တိတိကိုပဲကျွန်တော်တို့ gift code ပေးမှာပါဒါကြောင့်မို့လို့ဒီ lazy net podcast ကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင် service တွေပြအယောက်30တိတိပေးသွားမှာဖြစ်တဲ့အတွက် gift code လေးတော့အများဆုံးတွားယူချဖို့လည်းကျွန်တော်တိုက်တွန်းအဲ့လိုရင်တော့အခု lazy net platform နေပြီးတော့ပေါ့နော်ဟိုစာပတ်တွေပြိသက်တွေပေါ့လုပ်ပေးတာအစီအစဉ်လေးတော်တော်လေးတော့မိုက်တယ်လို့ကျွန်တော်မြင်နေဗျာဟုတ်အဲ့လိုရင်ကျွန်တော် podcast ကိုဒီမှာပဲအဆုံးသတ်လိုက်ကြမှာနော်ချိန်ပေးပြီးတော့ပါဝင်ဆွေးနွေးပေးရတဲ့အောင်ရှင်နေတာကိုကျွန်တော်ကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာ ချက်ပါပဲကျေးဇူးပါကျေးဇူးပါကျေးဇူးပါ